နောက်ဆုံးတော့ကျွန်တော်အားလုံးပဲစောင့်မျှော်နေကြတဲ့ PUBG Mobile A16 ကိုကြည့်ရမယ်ဆိုရင်17ရက်နေ့က game နဲ့မှတွေ့မြင်ရပြီပဲဖြစ်ပါတယ်ဒီက A16 မှာဘာတွေပါဝင်လာမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်အသေးစိတ်ဖော်ပြပြီးတော့မှာပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်တစ်ခုပြောချင်တာကကျွန်တော်ကចောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အချိန်အလောက်ကြီးအားပါဘူးကျွန်တော်ចောင်းစာရင်းနဲ့စာမေးပွဲနဲ့လုံးပန်းနေရတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုတွေမတင်နိုင်တာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့လည်းတီးကံပေးကြပါခင်ဗျာဒီက Riot Pass မှာကြည့်မယ်ဆိုရင်အမျိုးအစား2မျိုးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဗျဝယ်ယူလို့ရမယ့် Pass အမျိုးအစား2မျိုးကတော့ပထမဦးဆုံးအနေနဲ့ UC 920နဲ့ရမှာဖြစ်ပြီးတော့ဒုတိယအနေနဲ့က short သေးအနေနဲ့က1920 short သေးမပါဘူးဆိုရင်တော့9000နဲ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကျွန်တော်တစ်ခါလေးဒီက free နဲ့ elite ကိုတစ်ခါလေးပေါင်းပြပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီလိုကျွန်တော် claim လိုက်ပါဦးမှာခင်ဗျာဒါကတော့ကျွန်တော်ဝင်ညင်းရတဲ့စုလက်ဆောင်လေးပဲဖြစ်ရပါတယ်ခင်ဗျာဒီမှာဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ပြောပြပေးသွားမှာကတော့ဒီက outfit လေးပဲဖြစ်ရပါတယ်ခင်ဗျာဒီ outfit လေးကိုနှိပ်ကြည့်လိုက်မယ်ဆိုရင်တော့ပြင်ဒီ outfit လေးကလည်းမစိုးဘူးလို့ပြောလို့ရပါတယ်ကျွန်တော်ကတော့တော်တော်လေးကြိုက်ပါတယ်ခင်ဗျာပြီးဒီ outfit လေးနဲ့အတူတွဲပြီးရမယ့်အရာကတော့ဒီကစပင်ပဲဖြစ်ပါတယ်ခင်ဗျာစပင်ကလည်းမစိုးဘူးလို့ပြောလို့ရပါတယ်နှက်ချက်ဒီပိုင်းလုံးဝ share လန်းနေပေါ့ဗျာပြီးရင်ကျွန်တော်ဒီက UC 80ထပ်ရမှာဖြစ်ပါတယ်ခင်ဗျာ UC 80ရမှာပဲပြီးရင်တော့ UC 40ထပ်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျာ UC 40ရပါမယ်ပြီးရင်တော့ဒီက gun skin ကိုရမှာဖြစ်ရပါတယ် gun skin upgrade gun skin တော့မဟုတ်ပါဘူးခင်ဗျာဒီက yo-yo gun skin ပဲဖြစ်ရပါတယ်ကျွန်တော်ကတော့ကြိုက်ပါတယ် UMP gun skin ပဲဖြစ်ရပါတယ်ပြီးရင် UC 40ထပ်ရမှာပဲဖြစ်ရပါတယ်ပြီးရင်ဒီကကျွန်တော်တို့တွေLA မြက် skin ကိုရမှာဖြစ်ပြီးတော့ free ထဲမှာဆိုရင်တော့ဖြင့်ဒီက emote ကိုရမှာဖြစ်ပါတယ်မစိုးဘူးလို့ပြောလို့ရပါတယ် emote ကလည်းတွန်းနေသူလေးတော့မိုက်ပါတယ်ကျွန်တော်ကတော့ကြိုက်ပါတယ်ခင်ဗျ free ရတယ်ဆိုလို့တန်ပါတယ်ပေါ့ပြီးရင်တော့ဒီကကျွန်တော်တို့တွေ helmet ကိုရမှာဖြစ်ပါတယ် L helmet ဖြစ်ပါတယ်ခင်ဗျ level 1 2 3အစရှိသဖြင့်ရှိပါတယ်ခင်ဗျ L helmet ဖြစ်ပါတယ် upgrade helmet ဖြစ်ပါတယ်ခင်ဗျ level 1 2 3 level 1 2 3ပြီးရင်တော့ဒီက ladies in အယောင်နေပါတယ် ladies in ကိုရမှာပဲဖြစ်ပါတယ်ခင်ဗျပြီးရင်တော့ကျွန်တော် UC 20ထက်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျ UC 20ထက်ရအောင်မှာပဲဖြစ်ရပါတယ် wearer နဲ့တန်တယ်လို့ပြောလို့ရပါတယ် free မှာဆိုရင်တော့ဒီက lady ကိုရမှာပဲဖြစ်ရပါတယ်ခင်ဗျပြီးရင်ကျွန်တော် UC 20ထက်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျကျွန်တော်တော်တော်လေးကိုတန်နေပြီလို့ပြောလို့ရပါတယ်ခင်ဗျပြီးရင်တော့ဒီက gun skin ဒါ pistol gun skin ကိုရမှာပဲဖြစ်ရပါတယ်ခင်ဗျတော်တော်လေးမှန်းပါတယ်ပြီးတော့ကျွန်တော်ဒီက emote ကိုရမှာပဲဖြစ်ရပါတယ် emote ကလည်းစိုးလို့ပြောလို့ရပါတယ်တော်တော်ကြိုက်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်ဒီက UC 20ကိုထပ်ရမှာပဲဖြစ်ပါတယ်ဗျာ UC 20ကလည်းမစိုးလို့ပြောလို့ရပါတယ်ပြီးတော့ကျွန်တော် UC 40ထပ်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျာ UC 40တပါထပ်ရအောင်မှာဖြစ်ပါတယ်ခင်ဗျာဝယ်ရတယ်တန်ပါတယ်ခင်ဗျာပြီးရင်တော့ဒီက outfit ကိုထပ်ရမှာဖြစ်ပါတယ်အဖြူအောင်သင်းသုံးပေးထားပါတယ်ခင်ဗျာတော်တော်လေးမိုက်တယ်လို့ကျွန်တော်ကတော့မြင်ရပါတယ်ပြီးရင်တော့ကျွန်တော်ဒီက helmet ကိုရရှိမှာဖြစ်ပါတယ် upgrade helmet မဟုတ်ပါဘူးခင်ဗျာပြီးရင်တော့ကျွန်တော်ဒီက ladies in ကိုနောက်တစ်ခေါက်ထပ်ရမှာပဲဖြစ်ရပါတယ်ladies နဲ့နှစ်ခါရမှာပေါ့ဗျာပြီးရင်ရ UC 40ကိုထပ်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော် free ထဲမှာဒီက helmet ကိုရရှိမှာဖြစ်ရပါတယ်ခင်ဗျာ helmet တော့မဟုတ်ဘူးဗျာဒါအုတ်ထုတ်ပုံစံမျိုးပဲပြောရမှာပေါ့ရရှိမှာပဲဖြစ်ရပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော် UC 40ထပ်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျာ UC 40ရအောင်မှာပဲဖြစ်ရပါတယ်ပြီးရင်ကျွန်တော် upgrade gun အနေနဲ့ကတော့ဒီ gun ကိုရမှာဖြစ်ရပါတယ်ဆိုလို့ပြောလို့ပါတယ်ကျွန်တော်ရေခဲတင်းသုံးပေးထားပါတယ်ကျွန်တော်ရေ winter update ဆိုတော့ကရေခဲတင်းကိုသုံးပေးထားပါတယ်ခင်ဗျာဒါကတော့သူ level max ပုံစံပဲဖြစ်ပါတယ်ကျွန်တော် K max ရလည်းမစိုးဘူးလို့ပြောလို့ရပါတယ်ခင်ဗျာကျွန်တော်တော့ကြိုက်ပါတယ်ပြီးတော့ကျွန်တော်ဘာတွေဆက်ပါအောင်လဲဆိုရင်တော့ကျွန်တော်ဖြင့်ဒီက material ရဲ့အသေးတစ်ချောင်းရရှိမှာပဲဖြစ်ရပါတယ်ပြီးတော့ကျွန်တော် UC 80ထက်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျာ UC ပေးရတဲ့ဈေးနဲ့တော်တော်လေးတန်လို့ပြောလို့ရပါတယ်ပြီးရင်ဒီက free ထဲမှာဆို emote တစ်ခုထက်ရမှာပဲဖြစ်ရပါတယ်ခင်ဗျာelite ထဲမှာဆိုရင်လည်းဒီက upgrade gun မဟုတ်တဲ့ yo-yo gun ကိုရမှာပဲဖြစ်ရပါတယ်ပြီးရင်တော့ UC 40ထက်ရအောင်မှာပဲဖြစ်ရပါတယ်ခင်ဗျာပြီးတော့ဒီက backpack ကိုရမှာဖြစ်ပါတယ် level 1 2 3ရှိပါတယ်ခင်ဗျာကျွန်တော်တို့ level 3ကိုကြိုက်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဒီက UC ထက်ရအောင်မှာပဲဖြစ်ပါတယ် UC 40ပဲဖြစ်ပါတယ်ပြီးရင်တော့ဒီက after row ကိုရရှိမှာပဲဖြစ်ပါတယ်ပြီးရင်ဒီက luy မှာချက်ရဲ့ key chain ကိုရရှိမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော် UC 20ထက်ရအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ soul လို့ပြောလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီက glider skin ကိုရရှိမှာဖြစ်ပါတယ်ရေခဲသင်းနဲ့သုံးပေးထားပါတယ်ခင်ဗျာပြီးတော့ကျွန်တော် free ထဲမှာဒီ outfit ကိုရရှိမှာဖြစ်ပါတယ် winter update ဆိုတော့အနွေးတဲ့ပုံစံလေးတွေ့မြင်ရပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ဒီက UC 20ထက်ရမှာပဲဖြစ်ပါတယ်ပြီးရင်ဒီမှာလည်း UC 20ထက်ရမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ gun skin ကိုရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ free ထဲမှာပဲဖြစ်ပါတယ် free ထဲမှာနေမဲ့ gun skin တခုတွေ့မြင်ရပါတယ်ဖြစ်ပါတယ်ခင်ဗျာပြီးရင်ဒီက
smoke ဘုံရဲ့ skin ကိုလည်းရရှိမှာဖြစ်ပါတယ်ပြီးရင်ဒီက emote ကိုလည်းရရှိမှာဖြစ်ပါတယ်နှင်းလုံးနဲ့ပေါက်တဲ့ emote ပုံစံမျိုးသုံးပေးထားပါတယ်ပြီးရင်ကျွန်တော်ဒီက UC တွေရရှိအောင်မှာဖြစ်ပါတယ် UC 40ရှေ့မှာလည်း UC 20ရရှိမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီက gun skin ကိုရရှိမှာဖြစ်ပါတယ် gun skin ကတော်တော်လေးများရတယ်ပေါ့နော်ကျွန်တော်ဒီဒါကတော့ update gun skin မဟုတ်ပါဘူးခင်ဗျာပြီးတော့ကျွန်တော်တို့က ladies နဲ့နောက်တစ်ခေါက်ထပ်ပြီးရရှိမှာဖြစ်ပါတယ်3ခါရှိပါပြီပြီးတော့ UC 40ရရှိမှာဖြစ်ပါတယ်ပြီးရင် UC 40နောက်တစ်ခါထပ်ရရှိမှာဖြစ်ပါတယ်စုစုပေါင်း UC 80ပေါ့ဗျာပြီးရင်နောက်ဆုံးမှာတော့ကျွန်တော်ဒီက winter update နဲ့လုံးဝမကန့်ညီတဲ့စွတ်ကျဲစကင်ကြီးကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာစွတ်ကျဲကြီးနဲ့ဆိုတော့ကျွန်တော်နေရည်ချင်းတလူတော်ဖြစ်သွားပါတယ်ခင်ဗျာကဲဗီဒီယိုကြည့်ရှုပေးကြတယောက်ချင်းစီအောင်ကျေးဇူးတင်ပါတယ်ဗျာ subscribe လေးလုပ်ခဲ့ကြပါဦးလို့